1984 ခုနှစ်ရသလာပြီကျော်13ရက်2023ခုနှစ်ဇန်နဝါရီလ18ရက်စကိုင်းတောင်ရုံရစကြကျောင်းတိုင်းရွှေရနာကျောင်းဆောင်တွင်ရှင်ကျပပြုလုပ်အပ်သည်စကိုင်းတောင်ရုံရစကြကျောင်းတိုင်းနှင့်ရစကြကျောင်းတိုင်းခွဲများအလုံးတို့ဤမဟာနာယကတတော်ဒါဆက်ရှင်နှစ်တိခါတော့38ဝါရဘဝနှစ်ထံလွန်တော်မူသည့်မြတ်စကြာဆရာတော်ဗဒ္ဒတအိဒကပိဝန္တအန္တိမအကိသဗနာသာထုကိလနာတဘာနှင့်ဆက်လျင်ဖြင့်ရှင်ကျမပြုလို့အသည်အကျိုးဓမ္မတပင်ခန္ဓာဝေဘုံရမြို့နန္ဒုံရက်ွယ်သာသနာရောင်ချီကျောင်းတိုင်းနာကဆရာတော်နှင့်တပိတန်ကများဘုံရမြတ်စကြာသာဝကတပိတယကမများဤအမတဌာနဓမ္မဒါနဖြစ်ဖြစ်ဟောကြားအပ်တော်သိမင်းမမြင်ရသွားချစို့အကြောင်းတရားဒေသနာတော်အတတနာမစ္ဆူရာသတ္တခိစေမြတ်စွာဘုရားဟောတဲ့ဒေသနာတော်ထဲမှာမစ္ဆူရာသတ္တအတတနာသိမင်းမမြင်ရတဲ့တရားဆိုတာရှိတယ်ဆိုဘုရားဟောတာအတတနာမစ္ဆူရာသတ္တခိစေသိမင်းရဲ့မမြင်ရအယတ်တို့သွားပါလို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းတိုက်တွန်းထားတယ်။ရှောင်းနိုင်တယ်လို့လည်းလမ်းညွှန်မှုပြုထားတယ်။32ဘုံတန်တရားထဲမှာရှိနေသမျှခန္ဓာကိုယ်ရနေသမျှကာလပတ်လုံးလူတိုင်းသရဝတိုင်းဟာသိခြင်းတရားနဲ့ရင်ဆိုင်ရမှသာဖြစ်တယ်။ဘယ်သူမှသိခြင်းတရားကိုရှောင်ကွင်းသွားလို့မရဘူး။ဒါကြောင့်သိမင်းမမြင်ရအရက်ကိုရောက်မှသာတယ်သိခြင်းတရားကလုံးမှာပဲဖြစ်တယ်30ဘုံနဲ့မှာတော့သိမင်းမမြင်တဲ့အရက်ဆိုမရှိဘူးအလုံးမှာသိခြင်းတရားရှင်းဆိုင်ရမှာပဲသိမင်းရဲ့နေပယ်ထဲမှာဖြစ်နေတယ်များသိခြင်းတရားကမတော့နိုင်ဘူးလို့ဆိုတာရှုစမတတ်ထားကြနော်သိမင်းမြင်မြင်ရရက်ကိုသွားလို့ရတယ်ဆိုတာမြတ်စွာဘုရားဟောတဲ့ဒေသနာတော်အရာသိရှိနာလေကြအလုံးဒီပြီးတော့ကြီးညိုကိုးကွယ်ကြတယ်တပိတန်ဃာတွေအနေနဲ့အာကိုအာထာပြုရတယ်မြတ်စကြာဆရာတော်ဟာတတော်50ကျော်ကာလမှာပဲသိမင်းနဲ့ဆုံတွေ့သွားတယ်လို့ဒီလိုပြောအဲ့တော့မြတ်စကြာဆရာတော်ရှခုကဲ့သို့ဘဝနှစ်ထံဆံတော်ရအခြေကြောင့်မြတ်စကြာဆရာတော်ရဲ့တပည့်တရားကမှသာဝကတိအနေနဲ့ဆုံးရှုံးနေနာမှုတစ်ခုရှိကြတယ်ဆုံးရှုံးတာတော့ဆိုတာသိရှိနာလဲဖို့လို့တယ်ပေါ့တော့ကမှဆုံးရှုံးမှုဆိုတာရှိကြတဝိတယောက်မရှိတော့ဘူးဆိုလို့ရှိရင်ဆုံးရှုံးမှုတွေရှိတယ်တော့ဆုံးရှုံးမှုကဘာဆုံးရှုံးမှုလဲအဲ့ဒါသိဖို့တော့လို့ရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့ခါမှာရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားရလိုက်တဲ့အခါမှာတဲ့တကူလုံးဟာကြက်သိသိသွားတယ်မဒုရကသတော်ဝိယကာယောတကူလုံးကြက်သိသိသွားသလိုတောင့်တင်းသွားတယ်လူဆိုတာကြောက်ရင်ဖြစ်စေစိတ်မကောင်းရင်ဖြစ်စေ
ဘာလို့မှမသိဘာကံရမှမသိဖြစ်သွားတာဆိုလို့တယ်ဘဒုရကစာတော်ဝိယကာယောဒီကိုယ်လုံးတောင့်တင်းသွားတယ်စိတ်ခံစားချက်ကြောင့်ဖြစ်သွားထိတာပိမေနပက္ခယန္တိဟိုဒီမြင်ကွင်းတွေလည်းသူပျောက်ကုန်စိတ်တော့ကရောက်သွားတဲ့အခါဟိုကမမြင်တာမမြင်ဖြစ်ကုန်နော်ဒါသူစိတ်ခံစားချက်ကိုရှောက်တာအဓိကဘာလို့ဆိုဓမ္မပိမန္နပฏิပန္တိချက်မှတ်သိယူထားတဲ့နှုတ်တဲ့ရထားတဲ့ပရိယတိဓမ္မတွေဟာလည်းပဲစဉ်းစားလို့ကိုမရတော့ခေါင်းနဲ့မပေါ်လာတော့ဘူးဟိုတရားတွေလည်းပျောက်ကုန်တယ်နော်တရားတွေလည်းပျောက်ကုန်တော့ကရောက်သွားပြီဆိုလို့ရှိရင်အဲ့လိုဖြစ်တတ်တဲ့သဘောနော်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားလိုက်ရတဲ့အခါတကူလုံးတောင့်တင်းသွားပြီးတော့ပိုးမမြင်လေးမမြင်တရားဓမ္မတွေလည်းယင်ထဲမှာမရှိအောင်တော့ကလွှမ်းမိုးပြီးပျောက်ဆုံးသွားပါတယ်လို့ဒီလိုရှောက်လို့ရပဲနော်အဲ့ဒီလိုရှောက်တော့မြတ်စွာဘုရားကမြတ်စွာဘုရားပိန်ကြားလိုက်တဲ့စကားကဘယ်ဓမ္မမှတ်သားစရာကောင်းတယ်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားတဲ့အခါမှာတဲ့အနန္တစီကနေပြီးတော့သီလတရားတွေသမာဓိတရားတွေပညာတရားတွေဝိမု ക്തി ဆိုတဲ့လွမြောက်မှုမဖို့တရားတွေဝိမု ക്തി ဉာဏတသနာဆိုတဲ့အဲ့ဒါတွေကိုသိမြင်တဲ့တရားတွေဒီတရားတွေဟာသာရိပုတ္တရာပြိဋိဘံစံတော့သင်ကိုယ်ပိုင်တရားတွေပါသွားသလားဒါစဉ်းစားခိုင်းတာရသော်ဗျာဒီမေကုန်းလေးထုတ်လိုက်တာဆုံးရှုံးနေတာမဟုတ်ဆိုတာကိုယ်စီပါရိပါသွားလေရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့အခါမှာရှင်အနန္ဒရဲ့တဏ္ဍာကပါရိပါသွားလေပါရိဆုံးရှုံးတယ်အဲ့ဒီမှာဆုံးရှုံးတာကိုရှင်အနန္ဒကပြန်ဖြည့်ပြတယ်တမန်ဆိုရင်ဒီမေကုန်းပေးလိုက်လို့ရှိရင်ကျုပ်တည်းဖြည့်တယ်မှာမဟုတ်ဘူးရှင်အနန္ဒကချက်ချင်းသဘောပေါက်သွားတယ်သူပါဖြည့်လိုက်တော့ဆိုရင်အရှင်ဘုရားတဲ့တပည့်တော်စီကသီလသမာဓိပညာဒီဤချင်းတွေပါသွားတာတော့မဟုတ်ပါဘူးတဲ့ဒါတွေကတော့တပည့်တော်တဏ္ဍမှာရှိနေပါတယ်တဲ့ဆုံးရှုံးတာကဘာလဲဆိုတော့ရှင်အနန္ဒအပိစာမေဗန္တိအာယတမသာရိပုတ္တောဩဝါဒကောရှင်သာရိပုတ္တရာဆိုတာလေအမတန်မှပျော့ပြောင်းမြောင်းတဲ့နားချပြီးတော့ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူတို့လွန်ကအားကိုးရတဲ့ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဩတိနောဘယ်ကိစ္စမှာတိလူမရှိဘူးသူကိုယ်တိုင်ပါဝင်ပြီးတော့ဖြည့်ရှင်းပေးတတ်တယ်ဝိညာဉ်ပကောနာမလဲသေးရင်နားလဲအောင်ရှင်းပြပေးတတ်တယ်တန်တတ်တကောအဓိပ္ပာယ်ကိုရှင်းကနေမြင်အောင်ပြောဆိုပေးတတ်တယ်တမတပကောလိုက်နာကျင့်သုံးခြင်းအောင်အဲ့ပဲဟောပြောပေးတတ်တယ်သမုဒ္ဒိစကောစိတ်အားတွေတက်လာအောင်လည်းပဲဆုံးမတတ်တယ်တမ္ပဟံတကောရှင်လန်းပီတိဖြစ်လာအောင်လည်းပဲပြောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှင်အနန္ဒကသူ့ကိုယ်ပိုင်သူ့ရင်ထဲမှာရှိတဲ့တရားတွေဆုံးရှုံးတာမဟုတ်ဘူးဆိုလို့အခုပြည့်တတ်တယ်အဲ့ဒါတော့ပေါက်တာနော်ဘာတွေဆုံးရှုံးသွားတာတော့ဆိုရှင်အနန္ဒပြောပြတယ်အဲ့ဒါရှင်သာရိပုတ္တရာစီကအဆုံးမဩဝါဒတွေရှင်သာရိပုတ္တရာဆိုတာအမတန်မှကျင်နာကရုဏာထားပြီးတော့လိမ္မာရှင်ကျေးအောင်တရားမသိသေးလို့ရှင်သိအောင်ရှင်းလင်းပြတတ်တယ်တဲ့အကိလသုဓမ္မဒေသနာယတရားစကားဟောရမယ်ဆိုရင်ဘယ်တော့မှမပြင်းဘူးလေရှင်သာရိပုတ္တရာအပြင်းမထူ
တရားဟောဖို့တဲ့မြဲကြိုးစားတယ်နေမကောင်းသေးဘူးကောင်းကြိုက်တယ်တို့ဆင်ကြီးပေးပြီးတော့လောက်တာမရှိဘူးအကိလာသူဆိုတာမကြိုးစားတာမရှိဘူးမြဲတမ်းသူကကြိုးစားပြီးတော့ရှင်းပြတတ်တယ်အနုခါကောသဗ္ဗမစာရိနာအတူနေတဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းအပိကူညီတတ်တယ်ဟုတ်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကဆွမ်းခံသွားပြီဆိုလို့ရှိရင်ရှေ့ကနေထွက်မသွားဘူးနောက်ဆုံးမှချမ်းနေရတယ်ချမ်းနေပြီးတော့ကြောင်းထဲမှာလှည့်ကြည့်ဒီမကောင်းတဲ့ကိုရောရှိသလားဒီမကောင်းတဲ့ကိုရောရှိရင်အပိစကားပြောပြီးသူနဲ့တဲ့တဲ့အစားအစာတွေဆွမ်းခံရတွေရလာကျွေးတယ်ကြောင်းထဲမှာတန်တန်ရှင်းရှင်းမရှိတဲ့နေရာတွေဆိုတန်ရှင်းရေးလုပ်ခဲ့တယ်သင်္ကန်းတွေလှမ်းပြီးတော့မယုတ်ဘူးဆိုရှင်သာရိပုတ္တရာရုပ်ပြီးတေချာခောက်ပေးခဲ့တယ်အဲ့ဒါတွေကြောင်းတစ်ချောင်းလုံးလက်ပတ်ကြည့်လှုပ်ဆောင်ပြီးတော့မှသူကနောက်မှဆွမ်းသွားတယ်ဒါသူ့လှုပ်လိလို့ထားရှိအဲ့တော့အများပေါ်မှာဘလောက်စာနာထောက်ထားမှုရှိတယ်ဒါကိုပြောတာအနုခါကောသဗ္ဗမစာရိနာအတူနေပုဂ္ဂိုလ်တွေပေါ်မှာအလုံးကိုကုညီပေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးရှင်အနန္ဒာကလျှောက်တယ်ဓမ္မယံအာယတမတောသရိပုတ္တတဓမ္မောဇံဓမ္မဘောဂဓမ္မောဇံဓမ္မပရိဘောဂဓမ္မဒုက္ခဒုတ္တရာပါရှင်သာရိပုတ္တရာပဋိမြတ်သူတို့ပေါ်ရှင်အနန္ဒာကတပည့်တော်တို့ပေါ်ရှင်သာရိပုတ္တရာရဲ့အကျဉ်းနာမေတ္တာထားပြီးတော့ချီးမြှောက်တဲ့အစီနဲ့ရှိတဲ့ဓမ္မရေးစဉ်ကိုတိုက်ကြွေးမှုတရားနဲ့ချီးမြှောက်ကူညီပေးမှုကိုတပည့်တော်တို့ကတတိယနေချတာပါရှင်အနန္ဒာပြောလို့ရသူစီကသီလသမာဓိပညာတွေပါသွားလို့ဆုံးရှုံးတယ်လို့ထင်တာပြောတာမဟုတ်ဘူးတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ပြိဋိဘံစံသွားတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့အကူအညီတွေသူတို့မရတော့ဘူးရှင်သာရိပုတ္တရာရဲ့ဆုံးမစကားတွေမကြားရတော့ဘူးအဲ့ဒါအတွက်ဆုံးရှုံးတာပါဆုံးရှုံးတာတော့ဆိုသိပေါ့နော်အခုလည်းပဲညစကြအာဝကတွေလည်းကြည့်ဘာဆုံးရှုံးတာတော့ဆရာတော်တက်တော်ထင်ရှားရှိတဲ့အချိန်မှာဆွတ်ဆွတ်မာတဲ့စကားတွေစပြီးပို့ချပေးမှုတွေလမ်းညွှန်ပေးမှုတွေဒါတွေမရတော့ဒါတွေဆုံးရှုံးသွားတာလို့ပြောဒီပြင်ဆုံးရှုံးမှုမဟုတ်ဘူးပုဂ္ဂိုလ်တို့တယောက်စီကရှားရှိနေတဲ့တန်ဖိုးမပြတ်တဲ့ဆုံးမစကားတွေဆုံးရှုံးကြရတယ်အဲ့ဒါအတွက်စိတ်မကောင်းဖြစ်တာမြတ်စွာဘုရားပေးလိုက်တဲ့မိကုံးကလည်းမတန်ကောင်းတယ်ဆုံးရှုံးသွားတဲ့ဘဝနဲ့တံပြန်လို့သွားတဲ့သို့မဟုတ်ပြိဋိဘံစံသွားတဲ့ရှင်သာရိပုတ္တရာနောက်ကိုယ်တန်တန်ကတရားတွေပါသွားတာမဟုတ်ဘူးသို့တော့ရှင်သာရိပုတ္တရာကချီးမြှောက်တဲ့အချက်တွေကိုမရတော့အဲ့ဒါအတွက်စိတ်မကောင်းတာပါအဲ့တိုင်ပဲအခုဆုံးရှုံးတယ်ဆိုတာဘာဆုံးရှုံးတာတော့သိဖို့တော့နော်အဲ့ဒီဆုံးရှုံးမှုကတော့ပြန်မရတော့တဲ့ဆုံးရှုံးမှုကိုသူတို့ခေါ်ရမှာပုဂ္ဂိုလ်စီကတိုက်ရတဲ့ဆုံးရှုံးမှုမရနိုင်တော့ဘူးသို့တော့တတော်ဆရာရှိတဲ့အချိန်ကာလတုန်းကဆုံးမဩဝါဒပေးခဲ့တာလေစာပေပို့ချပေးခဲ့တာလေရှင်းလင်းပြသပေးခဲ့တာလေဒါတွေကိုတော့ပြန်လဲပြီးတော့ကျမ်းနာလို့ဖော်ထုတ်လို့တော့ရနိုင်တယ်ပေါ့ပုဂ္ဂိုလ်တယောက်မရှိတော့ဘူးဆိုဆုံးရှုံးမှုကအဲ့ဒါဥဆောင်မှုပေးတာလေမရှိတော့ဆုံးရှုံးသွားပြီလို့သူဆိုဒါကဘဝမှာကြုံရတဲ့လူတိုင်းကြုံရမယ့်အခက်အခဲတစ်ခု
ဒါပြန်ဟုတ်ပြီဘာဖြစ်လို့ဆုံးရှုံးကြတာလဲလူရဲ့အသက်ဆိုတာကဘယ်တော့မှထာဝရဆိုတာမရှိဘူးနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့အဆုံးအမစကားလေးကိုနားထောင်ကြည့်အနိမိတ်တပနိညာတံမစ္ဆာနာဣဒစီဝိတံကတိရိယစာပရိတေစာတင်္စဒုက္ခိနတန်ယုတံတန်လတုတ်တံမြတ်စွာဘုရားဟောထားတယ်အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ရောကြည့်လိုက်ကိုယ်အသက်ကိုရရှိထားတဲ့ပိုင်ဆိုင်ထားတဲ့ဆိုတဲ့အသက်ဆိုတဲ့စီဝိတဟာတဲ့အနိမိတ်တာမျက်ခြေပြအရေးရောက်ပြပြီးဆိုင်ငံထားလို့မရတဲ့အရာဖြစ်တယ်အခုမသိနဲ့အောင်စောသေးတယ်လှုပ်ရှားလေးရှိသေးတယ်ဆိုပြီးပြပြီးတားလို့မရတဲ့အရာဖြစ်တယ်ပေါ့နော်အနိမိတ်တာဆိုဆိုင်ပြပြီးတော့တားလို့လည်းမရဘူးအရေးချေပြထားလို့လည်းမရဘူးအနိညာတံဆိုတာဘလို့နေရမယ်ကိုရထားတဲ့အသက်လေးဟာဘယ်နှစ်နှစ်နေရမယ်ဆိုတာမသိနိုင်သူကမသိနိုင်မသိနိုင်တဲ့အရာတွေကစီဝိတံဗျာတိကာလောစာတေဟနိခိပနံဂတိပစ္စေတိစီဝလောကသမိအနိမိတ်တာနန္ဒယတိအမသင်္ကေတချမှတ်ထားတာမရှိသည့်အတွက်ကြောင့်လူရဲ့အသက်ဟာဘယ်နှစ်နှစ်နေရမယ်ဆိုတာသူကမသိဘူးဘာယောဂနဲ့သိမယ်ဆိုတာလည်းမသိဘူးဘယ်ချိန်ဘယ်ကာလမှာသိမယ်ဆိုတာလည်းမသိဘူးဘယ်မှာကိုယ်ခန္ဓာကိုမြုပ်နိုင်ရမယ်သိညိုရမယ်ဆိုတာလည်းမသိဘူးဘယ်ဘဝရောက်မယ်ဆိုတာလည်းမသိဘူးမသိရတဲ့အရာဘယ်သူမှမသိနိုင်ဘူးတရားနော်မသိနိုင်တဲ့အဲ့ဒီလူရဲ့အသက်ဆိုတာအနိညာတံဘယ်ရေးပဲများနေရမယ်ဆိုတာမသိဘူးအဲ့ဒီနေရာမှာလူအသက်လို့ပြောတာအတိပ္ပယ်ကိုကြည့်ပဲဆိုရင်တော့စတုမာရေနတ်တေဆိုလို့ရှိရင်သူတို့တက်တန်နဲ့ဆိုရင်အနည်း900တက်တန်သမတ်ချက်ရှိတယ်လူတွေမှာတော့အဲ့ဒီလိုပုံသီးသမတ်ချက်မရှိဘူးအာယုပမာဏကဏနာယဒီမောနတိဆိုပြီးတော့လူတွေရဲ့တက်တန်ဆိုတာသမတ်ထားတာမရှိဘူးရှေးဘုံရချုပ်အောင်ပြောတာဘာလို့လို့ဆိုရင်ကံသာလေးပဓာနာဖြစ်လို့ပဲကံပေါ်မှာမူတည်နေရတယ်အဝိဒနတ်ပြည်ဆိုရင်သူတို့ရေးအတွက်နဲ့နှစ်ပေါင်း1000ဆိုတာသူတို့သမတ်ချက်ရှိတယ်လူတွေမှာအဲ့လိုသမတ်ထားတာမရှိဘူးဒါကြောင့်မို့အနိမိတ်တာအနိမိတ်တာပဋိညာတံမစ္ဆာနာဣဒစီဝိတံဒီတော့ကမှာလူတွေရဲ့အသက်ဆိုတာတဲ့ဆိုင်ပြပြီးတော့တားလို့လေအရေးရောင်ပြထားလို့လည်းမရဘူးဘယ်လောက်နေရမယ်ဆိုတာလည်းမသိနိုင်ဘူးတဲ့မသိနိုင်အောင်နဲ့တားလို့ဆိုကတိရိယစာပရိတေစာဒီအသက်ရှိဖို့အတွက်အတ္တမခက်ခဲတယ်အမှန်အပြင်လူတွေကအသက်ရှင်မှုလွယ်တယ်လို့ထင်ကြတယ်သို့တော့အသက်ရှင်မှုအတွက်အလုံးကိုခက်တယ်ဘာဖြစ်လို့ခက်တာတော့လို့ဆိုအသက်ဆိုတဲ့စီဝိတဟာသူယက်တိနိုင်စွာမရှိဘူးယက်တိနိုင်စွာမရှိဘူးသူကဘယ်ပေါ်မှာမိနေရတော့လို့ဆိုလို့ရှိရင်ထွက်လေးပေါ်မှာမိနေရတယ်ဝင်လေးပေါ်မှာမိနေရတယ်အသက်မရှိနိုင်တဲ့သေးတာပဲလေခွဲတော့တရားရတဲ့အောက်ဆီဂျင်ဆိုပြီးတော့ပြောတာနော်အောက်ဆီဂျင်ပြတ်ပြီးသေးတဲ့လူတွေကအများကြီးပဲဒါကြောင့်မို့လူရဲ့အသက်ဆိုတာအသက်ရှူသွင်းခြင်းနဲ့လည်းပတ်သက်တယ်သက်ရှူထုတ်ခြင်းနဲ့လည်းပတ်သက်နေတယ်အဲ့ဒီပုံမှာမိပြီးတော့ယက်တည်နေရတယ်အသက်မရှူနိုင်ဘူးမဆိုင်နိုင်ဘူးဆိုရင်သိသွားမယ်ပြောတာနော်အကြောင်းပေါင်းအများကြီးရှိတယ်အသက်ရှူတာကအကြောင်းတစ်ခုသာလည်းဖြစ်တယ်
နောက်အကြောင်းတွေကပါတော့ဆိုထပ်၄ပါးကိုမိပြီးတော့နေရတယ်ပထဝီအာဘောတေဇောဝါယောဆိုဓာတ်ကြီး၄ပါးအဲ့ဒီဓာတ်ကြီး၄ပါးမြတ်တာညီညွတ်နေမှာလူဟာအသက်ရှင်နိုင်တယ်လို့ဆိုအသက်ရှင်နိုင်ဘူးပဲဒီနေ့မှာပထဝီဓာတ်ဖောက်ပြန်သွားလို့ရှိရင်လူတစ်ကိုယ်လုံးမှာတောင့်သွားတယ်အဲ့ဒါကိုစာပေကျမ်းမှာကထမုခမွေကြိုက်ခံရတယ်လို့သုံးတယ်နော်အဘောရပျက်စီးသွားပြီဆိုလို့ရှိရင်တစ်ကိုယ်လုံးပုတ်အဲ့ဒါကြတော့ဝါရတဲ့ဖောက်ပြန်တယ်ဒီဇောတဲ့ဖောက်ပြန်လို့ရှိရင်တစ်ကိုယ်လုံးဟာပူလောင်သွားအဲ့ဒါကြတော့အခိမုခဆိုမွေကြိုက်ခံရတယ်အစိတ်၄မျိုးနဲ့ဝေ၄မျိုးနဲ့နိုင်ရှင်ပြီးတော့ပြတ်တယ်လေပြတ်သွားတယ်ဆိုလို့ရှိရင်လေကဖောက်ပြန်ပျက်စီးပြီဆိုရင်တတ္တမုခမွေကြိုက်ခံရတယ်ဒါနဲ့ခုတ်လိုက်တယ်လို့အဲ့တော့ထင်ရှားတယ်လေဖြတ်သွားတယ်လေဖြတ်သွားတယ်လို့လည်းသိတာပဲလေအဲ့တော့ဓာတ်ကြီး၄ပါးကိုမြည်ပြီးတော့နေရတဲ့အခါကျတော့ဓမ္မခက်ခဲတယ်သက်ရှင်အနေကပစ္စယပฏิပတ္တဩဒိတအကြောင်းမျိုးမျိုးနဲ့ပတ်သက်ပြီးသက်ရှင်နောက်တစ်ခုကဘာလို့ဆိုအစာစားရမှာသက်ရှင်အစာမစားရရင်လည်းသိနိုင်တယ်အစာပေါ်မှာလည်းမိတိနေရတယ်နောက်တစ်ခုကဘာလို့ဆိုဥတ္တမလို့ဆိုရယ်ကိုငွေကံကြောင့်ဖြစ်တဲ့ဥတ္တမတေဇောတအဲ့ဒါမရှိရင်လည်းပဲသိသွားတာပဲနောက်တစ်ခုကဝိညာဏသုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောတယ်အာယုဥတ္တမသဝိညာဏจตကာယသဟန္တိမအဘဝေတောတတသေတိနိရထဝကလိင်္ဂရလူရဲ့ခန္ဓာကိုယ်ဟာအာယုဆိုတဲ့စီဝိတဥတ္တမဆိုတဲ့အပုငွေတေဇောတဝိညာဏလို့ဆိုတဲ့အသိစိတ်အဲ့သုံးခုလူခန္ဓာကိုယ်ကဆုံးခွာသွားပြီဆိုရင်သိတယ်လို့သတ်မှတ်တယ်အခုကိဆရာဝန်တွေကတော့နှစ်ချက်လေးနဲ့နှတ်ထောင်ပြီးနှလုံးမခုန်ရင်သိတယ်လို့သတ်မှတ်တယ်မြတ်စွာဘုရားသတ်မှတ်ပုံကအဲ့လိုမသတ်မှတ်အဲ့ထဲမှာတခါတည်းဝိညာဏဆိုတာမရှိတော့လည်းပဲအသိစိတ်မရှိတော့လည်းပဲအာယုနဲ့ဥတ္တမနှစ်ခုရှိနေသေးလို့ရှိရင်သက်ရှင်အာယုဆိုတဲ့ဇီဝိတရဲ့ယုတ်ဇီဝိတရဲ့ဥတ္တမဆိုတဲ့အာယုဆိုတဲ့ယုတ်ဇီဝိတဥတ္တမဆိုတဲ့အငွေဒီနှစ်ခုသည်ပြန်လှန်ရှင်တွဲပြီးတော့ဘဝမှာဆက်နိုင်သေးတယ်လို့သူဆိုတယ်အဲ့ဒီနှစ်ခုကအဓိကအာယုပဋိစ္စဥတ္တမပဋိစ္စအာယုချမ်းခြင်းအပြန်လှန်ရှင်တွဲပြီးတော့သက်ရှင်ပြရတယ်ဝိညာဉ်ဆိုတာအသိစိတ်ပျောက်သွားတော့လည်းပဲမသိဘူးတမာရီစွာနဲ့ဖြောက်ထားတဲ့ရှိတယ်နိရောဓသဘာဝဝိဇ္ဇာရဲ့အသိစိတ်မရှိတော့အော်ဆန်းရဲစွာနဲ့ဘဝမှာပျောက်သွားတာအသိဉာဏ်တတ်ဖို့ဆိုရင်ဝိညာဉ်မရှိသက်ရှင်အဲ့တော့နှစ်ခုနဲ့အသက်ရှင်နေတာလည်းရှိတယ်ပေါ့အဲ့တော့ဒီလိုအသက်ရှင်မှုဆိုတဲ့အကြောင်းတရားတွေကလည်းပဲဓမ္မနယ်တွေအကြောင်းတရားတွေများစွာပေါ်မှာမိတီးပြီးတော့လူသက်စွာရှင်ရတာဖြစ်တော့သက်ရှင်မှုဆိုတာလုံးခက်ခဲတယ်လို့ဆိုလို့ပရိဒါလူသက်ပြီးတော့အလွန်တိုးတယ်ဆိုတာအသက်ဆိုတာနန်စီဝီတိတ်တွေကိုခေါ်လို့ရှိရင်ဟိုစက္ကန့်နဲ့ပြောမှဆိုရင်3စက္ကန့်ပေါ့နော်ဒါတော့ရှိပါတယ်စိတ်ဆိုတာအမှန်တိုးတယ်ဥပတိပင်ဆို3ရက်ပဲရှုစီဝိတဆိုရင်စိတ်ပေါင်း19ခုအဲ့လိုပဲထိတယ်ပို့ပြီးသက်ရှင်တာမဟုတ်ဘူးဒါကြောင့်မို့လို့ဒီလူတွေရဲ့အသက်ဆိုတာအမှန်မှတိုးတယ်စိတ်တက်ခဏတော့ဥဒ္ဒံအဘဝေနပြိတ္တစိတ်တက်ခဏတစ်ချက်များတာအသက်ရှင်တာဖြစ်လို့ဘယ်မှတိုးတော့မယ်အဲ့တော့တိုးတယ်ဆိုတဲ့နေရာမှာအကြောင်းနှစ်ခုပြထားတယ်
အသက်ဟာအလွန်တိုးတယ်ဆိုတာထိတိပရိဒာသူရဲ့တည်တံ့မှုအချိန်လေးကအလွန်နေတယ်ဒါတစ်ခုသရတပရိဒာသဘာဝကိုကတိုးထောင်းတာစိတ်တက္ကနာတစ်ချက်ပဲအသက်ရှင်တယ်လူတွေအသက်ရှင်တယ်ဆိုလိုတာကတစ်စိတ်ထဲနဲ့ပဲအသက်ရှင်တယ်စိတ်ကဆက်သွားလို့သာလူတွေအသက်ရှင်တဲ့ခိုင်တွေကတစ်စိတ်ထဲပဲရှိတယ်ထင်ရှားအောင်ပြောရင်လူရဲ့အသက်ဟာတစ်စက္ကန့်နော်တစ်စက္ကန့်နဲ့တိုးရင်တိုးမှာပေါ့တစ်စက္ကန့်လို့ဆိုပါစို့လူရဲ့အသက်ဟာသဘာဝကတစ်စက္ကန့်ပဲရှိတယ်အဲ့ဒီစက္ကန့်ပေါင်းများစွာဆက်သွားလို့သာအသက်ရှင်တယ်လို့ပြောနေကြတာသူ့တက်တန်းကဖြစ်ပြီးပြတ်သွားပြီနောက်ထပ်အသစ်ဖြစ်လို့သာမသိဘူးထင်နေတာသိတဲ့အချိန်ပေါင်းကမြောက်များစွာဒါကြောင့်မို့စီဝိတံအတ္တဘဝောစဒုက္ခဒုက္ခသကေဝလာဧကစိတ်တသမယုတ်တာဒွိဟိလဟုသောဝတ္တတိခနောတကယ်ကိုလင်းနေမြဲပြည့်စည်တာတစိတ်တခဏတစ်ချက်ပဲသက်ရှင်တယ်ပြောဟိုင်ဝေးလမ်းမပေါ်မှာကားမောင်းသွားတယ်ဘိန်းကအဝိဓမ္မပြန်နဲ့နှုတ်နဲ့လဲနေတယ်ကတ္တရလမ်းနဲ့ဘိန်းနဲ့ထိတာဟာတထွာတာတာလေးပဲထိတယ်ကျန်တာတွေလွတ်ကျန်တာတွေလွတ်အဲ့ဒါလိုပဲလူတွေအသက်ရှင်တာတစ်စက္ကန့်ပဲသက်ရှင်အဲ့ဒီစက္ကန့်ချင်းဆက်သွားလို့သာမသိသေးဘူးပြောနေကြတာအဲ့တော့အသက်ဟာအဲ့လောက်ထိအောင်တူတောင်းတယ်လို့သူတို့ဆိုတယ်ဆုံးလတိတိသဟတာနိကပ္ပတိဋ္ဌံတိယေဘရုမဟာကတ်စစ်တောင်းလေးတောင်ကဘာပေါင်းမြောက်များစွာအသက်ရှင်နေဆိုတဲ့ပြမအကြီးတွေဟာလည်းပဲတဲ့နှစ်စိတ်နဲ့အသက်ရှင်တာမဟုတ်ဘူးတစ်စိတ်နဲ့ပဲအသက်ရှင်တယ်ကဘာပေါင်းများစွာအသက်ရှင်နေတဲ့ဟာလည်းပဲစိတ်တစ်ခုနဲ့ပဲအသက်ရှင်တယ်တစ်စက္ကန့်ပဲအသက်ရှင်တယ်လို့ဒီလိုပြောတာနော်အဲ့တော့လူအသက်ဆိုတာအင်တမတူတယ်အသက်ဆိုတဲ့စီဝိဒဟာရှုပ်စီဝိဒဆိုရင်သူနဲ့ဖြစ်ပေါ်ဖြစ်ပဲကမ္မဇာယုတ်တိစေတဇာယုတ်တိဥရုဇာယုတ်တိအလုံးအချင်းချင်းရုပ်တစ်ခုနဲ့တစ်ခုကာကွယ်ဆောင်းလျှောက်တာမရှိဘူးတစ်ခုပြက်အကုန်ပြက်ပဲဒါကြောင့်မို့ခန္ဓာ၅ပါးကိုဝဋ္ဌကလို့ပြောရုပ်ပြက်ရင်လည်းနန္တရားတွေပြက်သွားနန္တရားပြက်ရင်လည်းယုတ်တရားတွေအကုန်ပြက်သွားအလုံးဟာပြိုကျသွားဆိုလို့အညမညံပြိပါတရားတည်တယ်ချင်းချင်းတပ်ဖြတ်သွားတယ်နန္တရားတွေကတစ်ခုသိရင်ကျန်တာတွေလိုက်သိတယ်ကုန်နော်အညမညတာဟိနတ္ထိတာယိတာချင်းချင်းကိုကာဝယ်ဆောင်ရှောက်ထိမ့်ပေးတယ်ဆိုတာမရှိဘူးတစ်ခုပြည့်ရင်အလုံးပျက်စီးသွားကြတယ်ဒါထိလို့ဆိုတာနော်တင်္စဒုက္ခိနတန်ယုတံဒါလို့တူတောင်းနေတဲ့အသက်တောင်ပါပဲချမ်းချမ်းသာသာနဲ့အသက်ရှင်ရတာတော့ဆိုမဟုတ်ဘူးဒုက္ခနဲ့အသက်ရှင်ဒီထဲမှာအေးလို့ဒုက္ခဖြစ်တာပူလို့ဒုက္ခဖြစ်တာအကောင်းမလောင်ကြိုက်လို့ဒုက္ခဖြစ်တာအဲ့ဒီဒုက္ခတွေကလည်းအများကြီးဒီထဲမှာလူမမြင်ရတဲ့ဒုက္ခပါဒုက္ခသုံးမျိုးတယ်မှာဒုက္ခဆိုတဲ့အတိုင်းစိတ်ဆင်းရဲတာကိုယ်ဆင်းရဲတာဒုက္ခဆိုတဲ့အတိုင်းတကယ်ဒုက္ခစာလို့ပြောရင်တော့ဒုက္ခသဟကုက္ကဝိညာဉ်နဲ့ထောသမှုတွေပေါ့နော်စိတ်ဆိုးနေရင်လည်းဒုက္ခကိုယ်ခဏကိုမှနာကျင်နေရင်လည်းဒုက္ခအဲ့ဒါဒုက္ခဝိပရိနာမဒုက္ခဆိုတာဒုက္ခဝေဒနာလူတွေကသတ်မှတ်ထားတဲ့ချမ်းသာတယ်ဆိုတဲ့ဒုက္ခဝေဒနာတည်တခဏလေးဖြစ်ပြီးပြောင်းသွားတာနဲ့တပြိုင်နက်ဒုက္ခဖြစ်ရောက်သွားတာဒုက္ခလည်းဝိပရိနာမဒုက္ခဒုက္ခကိုခေါ်တယ်နောက်ဒုက္ခတစ်ခုကတော့သင်္ခါရဒုက္ခဆိုတာသဗ္ဗေသင်္ခါရအနေဆိုဖြစ်ပြီးပြတ်တာအဲ့တော့ဒီဒုက္ခ၃မျိုးနဲ့တွဲဖက်နေတာလူတွေရဲ့အသက်ဟာနော်ဒုက္ခနဲ့လည်းရင်ဆိုင်ရမယ်
ဝိပရိနာမဒုက္ခနဲ့လည်းရင်ဆိုင်ရမယ်သူတို့ကိုယ်တိုင်ကသင်္ခါရဒုက္ခတွေဖြစ်နေတယ်ဒုက္ခ၃မျိုးနဲ့ဒါကိုပြောတာဆိုတင်္စဒုက္ခိနာတန်ယုတံအဲ့တော့တို့တဲ့ဟာကောင်းတဲ့စရာဘာမှမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားသုတ်တန်တစ်ခုမှာအပ္ပမာယုမနုဿာနံဟိလေယနံသူပောရိတောလူအသက်ဆိုတာသိတူတယ်ဒါကြောင့်မို့အထင်မကြီးကြပါနဲ့မချီးမွမ်းပါနဲ့အသက်ကိုသွားမချီးမွမ်းပါနဲ့ပြောတာချုပ်ချပါစရိယဒိဋ္ဌသိတော်ဝါလောက်ထီအောင်ဟိုအသက်ပေါ်မှာဟိုတတိထားရမလဲလို့ဆိုလို့စရိယဒိဋ္ဌသိတော်ဝါခေါင်းကိုမီးလောင်နိုင်မီးလောင်နေလို့ရှိရင်ညှိမ့်သက်ဖို့လိုရမယ်ကျန်တဲ့တွေသားထားလောင်နေတဲ့မီးကိုငြိမ်းအောင်လို့အဲ့ဒီခေါင်းမီးလောင်တာတဲ့အရေးကြီးတာကတော့မသိခင်ကုသိုလ်တရားကြိုးစားအထောက်ဖို့ဝတ္တနာတရားအထောက်ဖို့ဒီလိုဆိုလို့လေစရိယဒိဋ္ဌသိတော်ဝါခေါင်းမီးလောင်တဲ့ပုဂ္ဂိုလ်ဒီအရေးတကြီးမီးငြိမ်းအောင်လုပ်ရတယ်လို့ပဲကိုယ့်ရဲ့နဲ့နှလုံးထဲမှာဖြစ်ပေါ်နေတဲ့ကိရိတာမီးတွေငြိမ်းအောင်ကြိုးစားပါလို့ဘုရားဒီလိုဆိုတယ်အဲ့တော့ကြိုးစားနိုင်တာမကြိုးစားနိုင်တာတော့ပုဂ္ဂိုလ်နဲ့သက်ဆိုင်မြတ်စွာဘုရားရဲ့အဆုံးအမကကြိုးစားပါလို့ပြောတာနော်ဒါအရေးကြီးဘာဖြစ်လို့တော့ဆိုနော်နတ္ထိမစ္ဆုတ္တနာဂမောတိမင်းရောက်မလာဘူးဆိုတာမရှိဘူးတဲ့ရှောက်လာမှာဧကဒိဋ္ဌာတနေ့ကျတော့သူတကားလာခောက်လိုက်မယ်နော်တိမင်းကတကားလာခောက်လိုက်မယ်အဲ့ကြတကားပိတ်ထားခြင်းလို့မရဘူးချက်ထိုးထားလို့လည်းမရဘူးလာခောက်လူတိုင်းပဲဒါဘယ်သူပဲဖြစ်ဖြစ်တိမင်းရဲ့တကားခောက်ပြီးတော့တကားဖွင့်ခိုင်းတဲ့အချိန်ဟာမကြခင်ရောက်လာမယ်ဒါပြောတာနတ္ထိမစ္ဆုတ္တနာဂမောသိခြင်းတရားရဲ့မရောက်လာတာမရှိဘူးတဲ့ဣစ္ဆယန္တိဟောရတာဘယ်တော့ရောက်လာမှာတော့ဆိုနေ့ရညတွေကကုန်းနေတာပဲအခုဆိုနော်2023ခုနှစ်ထဲရောက်လာပြီမကြခင်ကုန်းသွားတော့မှာ2022ခုနှစ်ကုန်းသွားပြီဗမာသက္ကရာ1384ခုထဲမှာမကြခင်85ရောက်တော့မယ်နေ့ရရက်တွေဟာလင်းမြန်တဲ့အဟုန်နဲ့ကုံဆုံးကြော့ဖြတ်နေတာဖြစ်တယ်ဣစ္ဆယန္တိဟောရတာစီဝိတံဥပါရုစတိအချိန်သာကုန်တာမဟုတ်ဘူးအသက်ကလည်းချုပ်နေတာချုပ်ပါများဘုကဗျာလေးတို့ပေါ့ဘသူရေးရတော့မသိဘူးတနေ့ကွယ်သိနေတို့တခါကူမသိဘူးမထင်လိုက်ပါနဲ့နေကွယ်တာအကျိန်များလင်လားသိနေရတခါသွားရလိမ့်မယ်ဒါမရဘူးနေတိုင်းနေရကွယ်နာလေထွက်လာလိုက်ဝင်သွားလိုက်ထွက်လာလိုက်ဝင်သွားလိုက်အဲ့ဒီလိုနေကွယ်ပေါင်းများလာလို့ရှင်သိဆုံးသွားကြမှာပဲတဲ့ကိုယ်အလောကရှိတယ်အဲ့ဒါဆိုလို့အဲ့ဒါကိုမြတ်စွာဘုရားဟောတာစီဝိတံဥပါရုစတိအာယုခိယတိမစ္ဆနံကုဏတိတံဝဩရကမြင့်ငယ်လေးချောင်းလေးထဲမှာအိုင်လေးထဲမှာရှိတဲ့ရေတွေလိုပဲတဲ့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ခမ်းသာသွားတာရေမတိုးလားနော်ချောင်းတွေကအိုင်တွေကရေတွေဟာတဖြည်းဖြည်းခမ်းသွားတာသာရှိတယ်ပိုလာတာမရှိဘူးအဲ့ဒါလိုပဲသူ့ရဲ့အသက်ဟာလေတနေ့ပြီးရင်တစ်ခါခမ်းသွားပြီတနေ့ပြီးရင်ဆိုလိုတာကတိုင်းထားပြီဆိုလို့ရှိရင်တိပိယစမှလာတဲ့အတိုင်းဆိုနော်ရှက်ကန်းရက်တဲ့အခါမှာအတိုင်အဖောက်စာချီရှိတယ်နော်ရှက်ကန်းတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားအတိုင်ချီကတိုးသွားတာအဲ့ဒါကိုရှက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးထားတာတနေ့ပြီးရင်တိုးသွားပြီတနေ့ပြီးရင်တိုးသွားပြီအဲ့ဒါကိုယ်သက်ဟာဒီနေ့တဲ့နှစ်ပြန်ကြပို့တိုးသွားပြီနှစ်ပြန်ကုန်သွားရင်ပို့တိုးသွားပြီတနေ့ပြီးတနေ့အဲ့ဒါတိုးနေတာလို့ပြောအောင်တိုးနေတယ်ဆိုတာပါတော့သိမင်းရောက်လာဖို့အချိန်ကနေလာတယ်လို့ဒီလိုဆိုလိုတာနော်ရှက်ကန်းချီမျိုးတိုး၍ရှေ့ကိုရက်တိုင်းတိုးတစ်ချက်ခတ်လိုက်တာနဲ့တိုးသွားပြန်တစ်ချက်ခတ်လိုက်တာနဲ့တိုးသွားနောက်ကြတော့အကုန်လုံးပြီးသွားတဲ့အဆင့်ရောက်သွားလူအသက်ဟာပဲအဲ့ဒီလိုပဲတဲ့အဲ့တော့
အသက်ဆိုတာတန်ဖိုးထားပြီးတော့အမျက်ရအောင်မထုတ်နိုင်ဘူးဆိုလို့ရှိရင်ဘာရလိုက်ဘူးဒါကြောင့်အသက်စီဝိတာကနေတန်ဖိုးရအောင်သို့မဟုတ်တန်ဖိုးရှိတဲ့အရာထုတ်ယူခြင်းဝိပဿနာတရားအထုတ်ပါလို့ပြောတာနော်အသက်ထဲကရလိုက်တဲ့တန်ဖိုးဘာလို့အသက်ဆိုတာချက်ကန်းချီမျိုးတိုးရရှိကိုရတိုင်းတိုးနောက်ချမ်းဘယ်တော့မှပြန်မလဲဘူးတနေ့ပြီးတနေ့တိုးသွားမှာပဲတန်ဝေကယူအခုလိုကိစ္စမျိုးကတန်ဝေစနိရေသူဌာနေသူတန်ဝေခေါ်တန်ဝေကဖြစ်တဲ့နေရာတန်ဝေကဖြစ်အောင်ကြိုးစားရမယ်ဒါနော်တာထုကိလနာဆိုတာတန်ဝေကဖြစ်ဖို့သူတော်ကောင်းတွေရဲ့တန်ဝေခါနဲ့တဘာဝတရားကိုနားလေသဘောပေါက်တာကောင်းတဲ့ခုလေးကိုထုတ်ဖို့ပြောဆိုပြီးတော့တန်ဝေကဖြစ်အောင်ကြိုးစားတာသာဓုကိလနာအဲ့လိုဆိုတယ်ဟုတ်ပြီဒါဖြင့်အသက်ကတလောက်တိုးနေတော့ဒီတေခြင်းတရားဆိုတာမလာတာမရှိဘူးမလာတာမရှိဘူးဆိုတော့ဒီတေခြင်းတရားနဲ့မဆုံးအောင်သူမလာနိုင်အောင်သို့မဟုတ်သူရှာမတွေ့အောင်ဘယ်လိုလုပ်ရမလဲဒီအဖြစ်ကိုထုတ်အောင်နော်အဲ့ဒီအဖြစ်ကဓမ္မပဒမှာလည်းရှိတယ်ထို့သုတ္တန်နေမှာလည်းဟောတာရှိတယ်ဒီကနေ့ message ပို့ပေးကြတာတော့ပါရယနာဒီပညာတတ်ပုံနာ16ယောက်ကပေးတဲ့ထဲမှာမောဂရာဇာဆိုတဲ့ဒီပိရကြောင်းသားပေါ့လေပိရနေကိုတင်းနေတဲ့ပြမနာဘာဝတိပုံနာကြီးရဲ့တပည့်တွေတဲ့မောဂရာဇာပေးတဲ့မိကွန်လေးကိုကြည့်မောဂရာဇာဆိုတဲ့ပုဂ္ဂိုလ်ကသူ့တဲ့တာကိုသဘောပေါက်တယ်သဘောပေါက်တော့သူမေးကထံလောကေအဝိခန္တမစ္ဆုရာဇနပတ္တိသူမေးတဲ့မိကွန်လေးလောကကြီးပုံမှာဖယ်လို့မြင်လို့ရှိရင်သိမင်းကမတွေ့နိုင်တယ်အဲ့တော့သိမင်းမတွေ့အောင်ဖယ်လို့လောကကြီးပုံမှာရှုမြင်ရမလဲဒါဝိပဿနာလုပ်ဖို့ပြောတာနော်လောကကြီးကိုဘယ်လိုမြင်ရမလဲသိမင်းမတွေ့အောင်လောကကြီးကိုဘယ်လိုလုပ်ရမလဲဆိုလိုတာသိမင်းမမြင်တဲ့နေရာရောက်ဖို့အတွက်ဘာလုပ်ရမလဲအဖြေတစ်ခုထုတ်မြတ်စွာဘုရားကအဲ့ဒီအဖြေဟောတာလေးကိုမှတ်သားနိုင်ကြည့်မြတ်စွာဘုရားသုံးညတော့လောကအဝိခတ်တုမောဂရာဇတရတတောသူနာမည်ကိုခေါ်ပြီးတော့မြတ်စွာဘုရားဟောတာမောဂရာဇတဲ့မင်းအမြဲတမ်းတတိထားပြီးတော့ခန္ဓာဆိုတဲ့လောကအကြီးအာယနာဆိုတဲ့လောကအကြီးသင်္ခါရဆိုတဲ့လောကအကြီးပေါ့နော်လောကကိုသုံးညဖြစ်မြင်အောင်မင်းကြည့်ပါလောကကိုသုံးညအနေနဲ့မြင်အောင်ကြည့်ပါဒီနေရာမှာသုံးညဆိုတာပြောတာလေလောကဆိုတာပြောတာလေအချင်းညုပ်ပြောမှဆိုရင်လောကဆိုတာရုပ်နဲ့နာနှစ်ခုပြောတယ်နော်ရုပ်နဲ့နာနှစ်ခုကိုလောကလို့ပြောတယ်ခန္ဓာ၅ပါးကိုလောကလို့ပြောတယ်အာယတနာ12ပါးကိုလောကလို့ပြောတယ်ဓာတ်18ပါးကိုလောကလို့ပြောတယ်ဒုက္ခသစ္စာကိုလောကလို့ပြောတယ်ပေါ့လောကဆိုတာတခြားဟာကိုပြောတာမဟုတ်ဘူးရုပ်နဲ့နာနှစ်ခုအဲ့တော့သုံးညတော့လောကအဝိကတုအဲ့ဒီယုံနံဆိုတဲ့လောကကိုဘယ်လိုရှုရမလဲဆိုသုံးညလို့ရှုပါအဲ့တော့သုံးညလို့ရှုတာပါဥပမာပကံအိုးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာပြောကြတယ်အိုးထဲမှာဘာမှမရှိဘူးဘာမှမရှိဘူးဆိုရှိတာပါရှိအိုးတော့ရှိဘာမှမရှိဘူးလို့ပြောရင်အိုးတော့ရှိအဆောက်အဦတစ်ခုတည်းတကားဖွင့်ကြည့်လိုက်တယ်ဒီထဲမှာဘယ်သူမှမရှိဘူးဆောက်အဦတော့ရှိတယ်အဲ့ဒါလို့ပဲရှုံးတဲ့နာနှစ်ခုတည်းမှာမရှိတာကပါလေငါဆိုတာမရှိဘူးငါဆိုတာမရှိဘူးရှုံးတဲ့တော့ရှိတယ်လို့ဆိုလို့တယ်အဲ့တော့လူတွေကယုံနဲ့နံကိုတရဝလို့ထင်နေတာငါလို့ထင်နေတာသူလို့ထင်နေတာငါဟာလို့ထင်နေတာသူဟာလို့ထင်နေတာအဲ့ဒါပြောက်အောင်ရှုခိုင်းတာပဲ
နော်သုံးညတော့လောကအဝိခတ်တုရှုံးနံဆိုတဲ့လောကကိုသုံးညရှုံးနံတဲ့မှာငါဆိုတာမရှိဘူးငါဆိုတာလည်းမရှိဘူးတရဝဆိုတာလည်းမရှိဘူးတရဝကပိုင်တာလည်းမရှိဘူးအဲ့ဒါကိုဆိုလို့အဲ့တော့ယုံနံကိုယုံနံလို့ပဲမြင်အောင်ကြည့်ငါဆိုတဲ့အတွေးမဝင်စေနဲ့ငါဆိုတဲ့အတွေးငါဆိုတာဘာတော့ဒိဋ္ဌိရဲ့အမြင်ငါဟာဆိုတာတဏှာရဲ့အမြင်ဒိဋ္ဌိနဲ့တဏှာသည်ဥပါဒသူတို့နှစ်ခုကဆွဲလန်းတာနော်အဟမမတိပရိယုထထာယီလို့မြတ်စွာဘုရားဟောတယ်တခါတည်းကျတော့အတ္တအတ္တနိယလို့လည်းဟောတယ်ရှုံးနံကိုငါလှုပ်တာငါလို့ထင်တာတရဝလို့ထင်တာသူလို့ထင်တာဒါမှားတယ်ရှုံးနံကိုယုံနံလို့ပဲမြင်အောင်ကြည့်ရမယ်အဲ့ဒါတုံညပဲနော်တုံညလို့ကြည့်တဲ့ဆိုအိမ်တကားဖွင့်ကြည့်လိုက်တယ်ဟဲ့ဘယ်သူမှမရှိဘူးအိမ်တော့ရှိတယ်လေအိမ်ထဲမှာဘယ်သူမှမရှိဘူးအဲ့လိုပဲကိုမျက်စိကိုကြည့်လိုက်မျက်စိထဲမှာငါရှိလားငါရှိလားရှိဘူးမျက်စိဆိုတာဒီစက္ခုတ္တရာယုံမြတာဖြစ်တယ်ငါလည်းမရှိဘူးငါလည်းမရှိဘူးမျက်စိနဲ့မြင်တဲ့အစဉ်အာရုံတွေမှာငါရှိလားမရှိဘူးငါလည်းမရှိဘူးငါလည်းမရှိဘူးငါလည်းမရှိဘူးထို့တူပဲကိုယ်တဏ္ဍာမှာရှားကြည့်လိုက်ငါနဲ့ငါဟာဆိုတာမရှိဘူးလို့ပြောတယ်နော်အဲ့ဒါကိုသုံးညတော့လောကဝိခတ်တုမောဂရသရတတောအတ္တနုဒိဋ္ဌိဥဟိသငါရှိတယ်တရဝရှိတယ်ဆိုတဲ့အတွေးကိုဖြောက်ပါရှုံးနံသာရှိတယ်လို့ဆိုတာဒီလိုဆိုလို့နော်ဒါနဲ့ပတ်သက်ပြီးတော့သုံးညနဲ့ပတ်သက်ပြီးတော့မာရွေးနေတာတစ်ခုရှိတယ်နာခချုနာဆိုတဲ့ဘုန်းကြီးတွေပါအိန္ဒိယနိုင်ငံမှာရေးသွားတယ်မတရားပိက philosophy central philosophy လို့ခေါ်တယ်သူကတော့တပ္ပံသုံးညာဘာမှမရှိဘူးဆိုပြီးလုပ်တာသူပြောတာအယုတ်လည်းမရှိနာမ်လည်းမရှိဖြစ်သွားတယ်ဘုရားရဲ့သုံးညာဆိုတာအဲ့လိုဆိုလိုတာမဟုတ်ဘူးစက္ခိသုံးညာအတ္တိနဝါအတ္တနိယေနဝါရူပံသုံးညာအတ္တိနဝါအတ္တနိယေနဝါအတ္တဆိုတာမရှိဘူးအတ္တနိယဆိုတာမရှိဘူးရှုပ်တော့ရှိတယ်မျက်လုံးတော့ရှိတယ်ဒီလိုရှုပ်အနေနဲ့ရှိတယ်အဲ့လိုဆိုလိုတာပေါ့နော်အဲ့လိုဆိုလိုတာကိုမှားပြီးတော့အထိပ္ပယ်ဖွင့်တာတွေလည်းရှိတယ်နောက်ပိုင်းကျတော့သုံးညဆိုတာဘာမှမရှိတာပြောတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာငါဆိုတာမရှိဘူးငါဆိုတာမရှိဘူးလို့ဒါကြောင့်မို့အတ္တနုဒိဋ္ဌိအကအဒိဋ္ဌိ20ရှိတယ်အဲ့ဒါတော့ချက်ပဲပြောတော့ပါဘူးနော်ချိန်လည်းသိမရှိတော့အတ္တနုဒိဋ္ဌိဥဟိသငါရှိတယ်တရဝရှိတယ်ဆိုတော့အတွေးကိုဖြောက်ပါဖြောက်နိုင်အောင်ကြိုးစားပါဝိပဿနာတရားရှုပြီးယုံနဲ့နာနှမျိုးသာရှိတယ်ဒါမှဒိဋ္ဌိဝိသုဒ္ဓိနာမရူပပရိစ္ဆေရညာနာမရူပနာယထာဝထတနာဒိဋ္ဌိဝိသုဒ္ဓိနာမလက္ခဏရတပစ္စုပ္ပတ္ထနာပဋ္ဌာနာဝတေနနာမရူပပရိက္ခဟောဒိဋ္ဌိဝိသုဒ္ဓိနာမတူတူပဲနော်ဝိသုဒ္ဓိမကနာမရူပနာယထာဝထတနာဒိဋ္ဌိဝိသုဒ္ဓိနာမတင်းညိုကျမ်းကလက္ခဏရတပစ္စုပ္ပတ္ထနာပဋ္ဌာနာဝတေနနာမရူပပရိက္ခဆိုလိုတာကတော့ယုံနဲ့နာမရှိတယ်ဆိုတာသိဖို့ပဲလုပ်တယ်အဲ့ဒါကိုသိအောင်ဝိပဿနာတရားအထုတ်တယ်ဆိုတာအဲ့ဒါသိအောင်အထုတ်တယ်အဲ့ဒါမသိသေးရင်ဝိပဿနာဉာဏ်မဖြစ်သေးဘူးပဲနာမရူပပရိစ္ဆေရမညာမရပဲနဲ့အနိစ္စဒုက္ခကြောရှိလို့မရဘူးနော်နာမရူပပရိစ္ဆေရဉာဏ်ပစ္စယပရိဒါကြောင့်အတ္တနုဒိဋ္ဌိဥဟိသငါမရှိဘူးငါဟာမရှိဘူးဆိုတာကိုသိတာနဲ့တပြိုင်နက်သိခြင်းကိုလွန်မြောက်ပါပြီသိမင်းရဲ့နယ်ကိုဖြတ်ကျော်နိုင်ပါပြီလို့သူပြောတာသိမင်းကကိုယ်တကားလောက်ခောက်တော့မှမဟုတ်တော့ဘူးခန္ဓာကိုယ်မရှိတဲ့တန်တရားကလွတ်ပြီးနိဗ္ဗာန်ဆိုတာခန္ဓာမဖြစ်တဲ့နေရာဖြစ်တာဟုတ်ဧဝံလောကအဝိခန္ဓာမစ္ဆုရသာနပတတိအဲ့ဒီလိုသုံးညအနေနဲ့လောကကြီးကိုရှုနိုင်ပြီဆိုလို့ရှိရင်တဲ့သိမင်းကမင်းကိုရှာမတွေ့ပါဘူးလို့ဆိုလို့လည်းပေါ့အဲ့တော့သိမင်းမမြင်ရသွားတဲ့နိလန်ကအဲ့ဒါတော့သုံးညရှုတယ်ဆိုတာအနတ္တရှုတာကိုပြောတာနော်အနတ္တအနေနဲ့ရှုတာကိုပြောတာ
အဲ့ဒီအတ္တမဟုတ်ဘူးရှုံးတတ်များတာဖြစ်တယ်ဆိုတဲ့ဒီရှုတာအဲ့လိုရှုတတ်တဲ့အခါကျတော့ဘာဖြစ်လာတော့လို့ဆိုရင်ကြည့်ရမှာရှုဖို့ရှုနည်းတွေအများကြီးပဲသူက6မျိုးနဲ့ရှုတာရှိတယ်12မျိုးနဲ့ရှုတာရှိတယ်12မျိုးရှုပုံလေးကိုအချင်းချုပ်ပြောပြရှုံးတဲ့နံ2မျိုးကလွယ်ပြီးတော့တတဝါဆိုတာမရှိဘူးနော်စီဝါဆိုတာမရှိဘူးလူဆိုတာမရှိဘူးတတဝါဆိုတာမရှိဘူးအမျိုးသမီးဆိုတာမရှိဘူးအမျိုးသားဆိုတာမရှိဘူးအတ္တဆိုတာမရှိဘူးကိုယ်ပိုင်ဆိုင်တဲ့အတ္တနိယဆိုတာလည်းမရှိဘူးနာဟံငါလည်းမရှိဘူးနာမမငါလည်းမရှိဘူးနာကောစီ